အားလုံးပဲမင်္ဂလာပါဗျမင်းညကကျွန်တော်ကြိုတင်သုံးသပ်ပေးခဲ့တဲ့နိုင်ငံတကာခြေစမ်းပွဲ6ပွဲရဲ့တကယ်ရလဒ်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဗီဒီယိုအစမှာပဲဝမ်းသာအားရပြောချင်တာကတော့မနေ့ကကျွန်တော်တို့ပေးခဲ့တဲ့သုံးသပ်ချက်တွေဟာတကယ်ရလဒ်တွေနဲ့တော်လေးကိုနီးစပ်မှန်ကန်ခဲ့ပြီးဂိုးပေါ်ကိုအောက်တွေပါကွက်တီတွေအများကြီးထွက်ခဲ့ပါတယ်ဗျကျွန်တော်ရဲ့သုံးသက်ချက်ကိုကြည့်ပြီးလိုက်ပါခံမှန်းခဲ့ကြတဲ့ဘောလုံးဝါသနာရှင်အဖွဲ့သားတွေအားလုံးမင်းညကအဆင်ပြေခဲ့မယ်လို့မျှော်လင့်ပါတယ်ဗျမင်းညကထွက်ပေါ်ခဲ့တဲ့ပွဲပြီးရလဒ်တွေကိုတစ်ချက်လောက်ပြန်ကြည့်ရအောင်များပထမပွဲအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကျွန်တော်ကြိုပြောခဲ့တဲ့အတိုင်းပဲစီးတူဆိုတဲ့ရလဒ်နဲ့ဂိုးအောက်ဖြစ်ခဲ့ပါတယ်ဒုတိယပွဲလီဆိုတူနဲ့ကင်ညာအသင်းကွင်းမရွေးခြေစွမ်းပြပြီးနိုင်မယ်လို့သုံးသပ်ခဲ့တဲ့အတိုင်းစီးဖို့ဆိုတဲ့ရလဒ်နဲ့ကင်ညာကပဲအပြတ်သက်အနိုင်ရရှိသွားခဲ့ပါတယ်တတိယပွဲလစ်တန်စတိန်နဲ့ Cyprus အဆင့်တန်းกว่าလို့ Cyprus ကိုပြတ်နိုင်ပြီး C2 ဆိုတဲ့ရလဒ်နဲ့ Cyprus ကပဲအနိုင်ရရှိသွားခဲ့ပါတယ်ဗျစတုထပွဲမော်ဒိုင်းနဲ့ဘင်္ဂလားဒေ့ရှ်တို့23အာရှအသင်းချင်းခြေစမ်းပွဲဖြစ်လို့အပြန်အလှန်ဂိုးတွေမြင်ရမယ့်ပွဲလို့သုံးသပ်ခဲ့တဲ့အတိုင်း1-1တရေရလဒ်နဲ့အပြန်အလှန်ဂိုးသွင်းသွားကြပါတယ်လင်စမပွဲဒိန်းမတ်နဲ့ယူကရိန်းဒီပွဲကတော့ဥရောပထိပ်တိုက်ပွဲပြီးအကျိတ်အနေရှိပြီးနှစ်သင်းစလုံးဂိုးသွင်းနိုင်ခြင်းမြင့်လို့ဂိုးပေါ်ပါဖြစ်မယ်လို့ကျွန်တော်တွက်ပေးထားခဲ့တဲ့အတိုင်းတကယ်ရလဒ်မှာ2-1နဲ့ဂိုးပေါ်ကွက်တီဖြစ်ခဲ့ပါတယ်ဗျနောက်ဆုံးဆက်ထမပွဲကိုဆိုဗိုနဲ့အင်ဒိုရာကိုဆိုဗိုအိမ်ကွင်းမှာအပြတ်နိုင်မယ်လို့ခံမှန်းခဲ့တဲ့အတိုင်း 3C ဆိုတဲ့ရလဒ်နဲ့ကိုဆိုဗိုကပဲတက်တောင့်တက်တာဂိုးပြတ်နိုင်ပွဲယူသွားခဲ့ပါတယ်။မင်းညက6ပွဲလုံးကိုပြန်ကြည့်ရင်ကျွန်တော်တို့သုံးသပ်ပေးခဲ့တဲ့နိုင်ရှုံးခံမှန်းချက်တွေအပြင်ဂိုးပေါ်ဂိုးအောက်ခံမှန်းချက်တွေပါလုံးဝနီးစပ်မှန်ကန်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ကဲမင်းညကပွဲစဉ်တွေမှာကျွန်တော်ရဲ့သုံးသပ်ချက်ကြောင့်အားလုံးပဲအဆင်ပြေခဲ့ကြလားဗျာ။ကိုရိုင်းရောဘယ်နှပွဲကွက်တိမှန်ခဲ့လဲဆိုတာခမန်မှာဝင်ရောက်ဆွေးနွေးခဲ့ကြအောင်နော်ဒီလိုအချက်လက်စုံစုံလင်းလင်းနဲ့သုံးသက်ချက်ဗီဒီယိုတွေကိုနေ့တိုင်းကြည့်ကြရင်တော့ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးပြအားလုံးပဲကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်